ရှင်ဒီဗီဒီယိုလေးကကြတော့လေဒီရေကန်းဆက်ကလေးမှာဘယ်လိုနားလေးရှိလဲဆိုတော့ဒီရှာရှာလေးပြပေးတယ်ပေါ့နော်သူတို့ကလူလဲမကြောက်ဘူးလူရမ်းရင်တယ်လူရှိရဆိုရင်လူနာကိုပေါ့နော်နားလေးကုန်လို့ဆူပြီးတော့ကြတော့လာတာအဲ့ဒီမှာဆိုလို့ရှိရင်လည်းသူတို့ကရေနှစ်ပိုင်းကိုသွားစရာမလိုဘူးပေါ့နော်သူကကန်းချီလေးမှာရင်သူကရေတွေကလုံးဝကြည်လင်းနေတယ်ပြီးတဲ့အခါကျတော့ငါတို့အပေါ်ကနေကိုဒီဓာတ်ရိုက်ကိုမြင်နေရတယ်ပေါ့နော်ကန်းချီကတော်တော်ကိုကြည်တယ်ကင်မရာထဲမှာဆိုလည်းဒါရေတင်ကန်းဆက်မှာပဲဒါရိုက်ထားတဲ့ဗီဒီယိုလေးတွေတော်တော်မှဒါကြည့်လို့ကောင်းတယ်ပေါ့နော်အရင်လည်းပြောစရာကောင်းပါတယ်ရှင်对，没弄嘛，我说你要个东西，知道吗？တကယ်တော့ငါးတွေကအများကြီးရှိရတယ်လားဒါမှမများသောအားဖြင့်ဒီဘူဂျူထဲမှာတွေ့ရတယ်လေဒီအဝါရောင်အနက်ရောင်ကြားလေးကတော့တော်တော်များကြီးကျန်တဲ့ငါးမျိုးစိတ်တွေလည်းအများကြီးရှိတယ်တေးချာချာအဲ့လိုမျိုး snorkeling တကယ်လုပ်တယ်ဆိုရင်တော့တေးချာချာအနေကမြင်ရမှာပေါ့နော်တကယ်လို့လေကိုက snorkeling လောက်ရတော့ဝါသနာပါတယ်ဆိုလို့ရှိရင်ဒီကန်းချီမှာလောက်ကြည့်ဖို့ပေါ့နော် recommend လုပ်ရပေးရအဲ့ဒီမှာပေါ့နော်ငါးတွေအများကြီးအုပ်လိုက်တွေရှိရဲသူကလေအပေါ်ကနေဓာတ်ရိုက်မြင်မမြင်ရအောင်ဒါကင်မရာထဲမို့ဒါမြင်ရတော့ပေါ့နော်တခြားငါးတွေလည်းအကြီးရှိရဲဒီလုံးဝရေအောက်ထဲကိုနှုတ်လိုက်ပြီးတော့ snorkeling နဲ့လုံးဝသူကလုံးဝမြင်ရတဲ့ငါးတွေလည်းရှိပါတယ်ရှင်